တလားလောက်ကမိတ်ဆွေတယောက်ကရှင်ဖွင့်တယ်ရည်စားနဲ့လည်းပြတ်သွားတယ်ပြီးတော့အလုပ်လုပ်ရတာလည်းမပျော်တော့ဘူးတဲ့ဘာမှမလုပ်ချင်ဟုတ်ရက်လိုက်ချင်တယ်အဲ့မှာကပြားဆရာမြတ်ကြီးရဲ့ကပြားလေးတစ်ပုဒ်သွားတတိယမှာကောင်းစဉ်ကဝေဒနာတွေကိုပုံကြီးမချဲ့ပါနဲ့ပေးပြီးရဲ့တဲ့မင်းပျော်လို့ရက်လိုက်လေကဘာကြီးဟာလဲနေအောင်ပါပဲမင်းမပျော်လို့ရက်လိုက်လေကဘာကြီးဟာလဲနေအောင်ပါပဲဝေဒနာတွေကိုပုံကြီးမချဲ့ပါနဲ့ပေးပြီးရဲ့တဲ့ညာကြီးဒီလိုပဲကျွန်တော်တို့ကပျော်လို့လည်းဖြစ်ဖြစ်မပျော်လို့ပဲဖြစ်လူတိုင်းကရှေ့ဆက်ပြီးတော့ရှောက်လန်းနေအောင်ပါပဲဘာကြောင့်လဲဆိုတော့ကဘာကြီးကလဲနေအောင်ပါပဲအရာရာပြောင်းလဲအချိန်တန်အရာရာဟာတာတွေဖြစ်လာမှာပါကျွန်တော်တို့ဥတည်ပြီးတော့ကဘာကြီးကမလဲနေပါဘူးကဘာကြီးကသူ့ဟာသူလဲနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းအချိန်နဲ့မျှရှေ့ဆက်နေရမှာပဲဟုတ်တယ်